အရင်ခက်ခဲနေပါပြီအဘရဲ့နော်9နှစ်ဆိုတဲ့ကာလမှာတာမန်မိန်းမတယောက်တောင်မခံနိုင်တာကျမလိုမတန်ဆွမ်းမိန်းမတယောက်ဒီလိုခြေထောက်မရှိတဲ့ဂျိုင်းတောင်းနဲ့အကူသွားနေရတဲ့ကလေးတွေရဲ့ဝေယာဝိစားနဲ့အမေ86နှစ်အမေအိုကြီးနဲ့နေနေရတာကျမမှလည်းပင်ပန်းလာပါပြီအမျိုးသားပြန်လာဖို့အချိန်ကာလကိုလည်းကျမမှစောင့်မျှော်နေရတယ်ကလီးယားတွေဒါအချိန်ချင်းတောင်းအဘရဲချုပ်တွေဒါတယောက်ပြီးတယောက်ဒါပြောင်းသွားတယ်ကျမယောက်ျားပြောင်းသွားတယ်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရုပ်ထင်မှာဒီနေ့2025ရွေလ30ရက်နေ့မနေ့ကမှာပထမဆုံးကတော့စကန်မြို့နယ်တွင်စစ်တပ်နဲ့တော်လှန်ရေးတမရကြားမှာတပ်ပွဲဖြစ်ပြီးတော့စစ်တပ်ဖက်မှာ၄ဦးသေဆုံးပြီး၄ဦးကိုအစဉ်ဖမ်းဆီးရရှိခဲ့ပါတယ်ဒီထက်မှာလက်နဲ့6လက်နဲ့ KM လေးတင်းစီရရှိခဲ့ပါတယ်လို့သတင်းတွေကြားသိရပါတယ်ဒါကတော့ဖြစ်စဉ်ကရွေလ29ရက်နေ့မနေ့ပတ်မှာဖြစ်တယ်လို့သိရပါတယ်တပ်ပွဲကတက်ပြီးတော့မကြလိုက်ဘူးစစ်ကွေး၄កုံကိုကားပေါ်မှာအရှင်ဖမ်းဆီးရမိတာရှိပါတယ်ဆိုတော့ဒီထက်မှာဂျီကာတွေဂျီဆန်တွေနဲ့လက်နေတွေဂျီကာအင်ဂျီတွေဂျီကာအုတ်ထုတ်တွေလည်းရပါတယ်ဟုတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်ဒီဖြစ်စဉ်ကဘယ်မှာလဲဘယ်မှာဖြစ်လဲဆိုလို့ရှိရင်တော့စကန်တန်းစကန်မြို့နယ်မြို့ချမ်းအေရိုဒီမင်ကန်စေအဘေးမှာရှိတဲ့ချောင်းမကြီးရွာတွင်အထန်ချက်တက်ဆွေးထားတဲ့စစ်တပ်နဲ့ပြည်သူ့ကာကွယ်တမရကြမှာတက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်မနော်ဒီဟာကတော့ကျွန်တော်တော်လိုင်းတဲ့ဖွဲ့တွေကလက်နေတွေလည်း6လက်သင်းစီရရှိခဲ့တယ်ဒီထက်မှာစစ်တပ်ဖက်ကစစ်ကောင်စီတပ်သားတွေ၄ဦးကိုအစဉ်ဖမ်းဆီးရမိခဲ့ပါတယ်ဒါဆိုတာကိုတော့ကျွန်တော်တို့ဒီအစဉ်ကတော့ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဘက်ကအစဉ်ကတော့သိကြတော့မသိရသေးဘူးဒီဖမ်းဆီးရမိထားတဲ့ဆိုတာကိုပဲကျွန်တော်တို့အသေးစိတ်တော့ကျွန်တော်တို့ပြင်ပြီးတော့သိရတာပေါ့နော်ဆိုတော့ဒါမျိုးလေဒီဟာကဘယ်သူလဲအစဉ်ကဘယ်လောက်ရှိလဲဆိုတာကအစားကျွန်တော်တို့သိကြတော့မသိရသေးဘူးအဲ့ဒီနောက်မှာလဲချင်းတွဲမြင့်ကြောင်းအတန်းကိုစန်တက်လာသောစစ်သိမ်းဖို့အုပ်စုကိုတက်ခတ်မှုမှာစစ်ကောင်စီတပ်သားများထိခတ်သေးဆုံးမှုရှိတယ်လို့သိရပါတယ်ဒီတပ်ပွဲဖြစ်စဉ်ကတော့ဇွန်လ29ရက်နေ့ညနေမှာဒီကောင်တွေကချင်းတွဲတရားအစဉ်ပြူစင်တရားမှာအဲ့ဒါအေရိုဒီကနေတက်လာတဲ့အကောင်တွေဖြစ်ပါတယ်ဖလက်ကိုစီစစ်သိမ်းဖို့အကြီးကနစီအသေးကတော့တစီတက်ပွဲကတော့စလင်းကြီးတနေရာမှာတက်ခိုက်တာပါတဲ့နနာရီထူးလုံးမှာစတက်တာပါတက်ပွဲဖြစ်ပြီးချိန်ကတော့နနာရီလို့ကြာမယ်အစည်းရီကလည်းများတာဆိုတော့စင်ပြူစင်တရားမှာအပြီးမနေ့6နာရီလောက်မှာအထက်ကိုစံတက်လာတာပါစံလာတော့ပါရာမိုတာနစီနဲ့တက်လာပြီးတော့တရေကန်ဖက်ကိုနှလုံးချသွားတယ်ပြည်သူ၄ဦးသေဆုံးပါတယ်ဆိုတော့ဒီထက်မှာစစ်မကောင်းဆိုတာလည်းပေါ့နော်ပြည်သူတွေ၄ဦးတော့သေဆုံးတယ်လို့သိရတယ်ပေါ့နော်ဒီထက်ကဖလက်တစီကလည်းမင်းခုတွေကိုမေးသွားတာပွက်မိသွားတာတော့ရှစ်ထွက်တော့ဖူးထွက်တော့နဲ့ပြစ်တာဆိုတော့ဒီထဲမှာရေချောင်းဆိုတော့စစ်ခွေးတေစရင်ကတော့ရှိနေတယ်ဒီထဲမှာမဟာမိတ်အဖွဲ့တွေကလည်းအများကြီးနဲ့တက်ခိုက်တာပါတဲ့ဒီဟာကတော့ဒီကောင်တွေကိုတက်ခတ်မှုမှာမဟာမိတ်အများကြီးနဲ့ကိုတက်ခတ်နေတာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာဒီကောင်တွေတည်ဆုံးမှုရှိနေတယ်ဒီထဲမှာဖလက်တစည်းကတော့မင်းခုတွေကိုမေးသေးနေအောင်ကိုထွက်နေပါတယ်လို့သိရတယ်ဗောနော်ဒါကတော့ချင်းတွဲမြင့်ကျောင်းအတန်းစံတက်လာတဲ့စစ်ကောင်စီစစ်သိမ်းဖို့ကိုတက်ခတ်မှုကျောင်းဖြစ်ပါတယ်ဒီထဲမှာစစ်ကောင်တပ်ဖွဲ့တွေတည်ဆုံးမှုတွေများနိုင်လို့သိရတယ်ဗောနော်အဲဒီနောက်မှာနောက်တစ်ခုသတင်းကတော့နှုတ်မြတ်တန်းစစ်ဌာနချုပ်ကိုတော်လှန်ရေးတပ်တွေကရော့ကတ်တော်မြတ်ပြန်ပြစ်ခတ်တက်ခတ်မှုမှာစစ်တပ်ဖက်မှတည်ဆုံးမှုမြက်ပြတ်နေတဲ့အကြောင်းတွေကိုတင်ဆက်ပေးရမယ်ဒါကစကိုင်းတိုင်းမော်ရော်မြို့မှာရှိတဲ့နှုတ်မြတ်တန်းစစ်ဌာနချုပ်ကိုရော့ကတ်တော်ရှော့တက်တော်မြတ်ပြန်ပြစ်ခတ်တက်ခတ်ခဲ့ရမှာစစ်တပ်ဖက်မှအရာရှိ3ဦးအပါအဝင်22ဦးတည်ဆုံးပြီးတော့စီကူတောင်စကိုင်းရောက်နယ်ရက်ကာကူတောင်တို့လည်းမင်းတော်ပုတ်ကွေးခဲ့ကြောင်း CRB တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီတက်ခတ်မှုက29ရက်နေ့ညနေ9:30မိနစ်ခန့်အချိန်မော်ရော်မြို့အခြေဆက်တဲ့နှုတ်မြတ်တန်းစစ်ဌာနချုပ်ကိုတော်လိုင်းတပ်တွေကချုပ်တဲ့တော်များပြန်စေလုံးပေါ့နော်စေလုံးပြန်ပြစ်ခတ်တက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်ပေါ့နော်ဒီတက်ခတ်မှုအတွင်းမှာစစ်ဌာနချုပ်တန်းရောက်မှာအရာရှိ2ဦးအရာရှိရနေ4ဦးနဲ့စစ်သေးစ2ဦးပွေးချပြီးတည်ဆောင်ခဲ့ပြီးတော့ပြင်းထန်ကိုဒဏ်ရာရှိသောအရာရှိ4ဦးစစ်သေး15ဦးဘုံမှုအများဤကလေး2ဦးကိုအဲ့ဒီညနေ6နာရီခန့်တွင်ကတိ300တက်ဆက်ခွေ4တက်စီရောက်ဒီတက်ခတ်မှုအတွင်းမှာ
စစ်ဌာနချုပ်တန်းရောက်မှာအရာရှိ2ဦးအရာရှိယနေ့4ဦးနဲ့စစ်သည်12ဦးပွဲကြီးပြီးတည်ဆောင်ခဲ့ပြီးတော့အပြင်းထန်တန်ရရှိခဲ့တဲ့အရာရှိ4ဦးရဲ့စစ်သည်15ဦးဘုံမှုများဤကလေး2ဦးကိုအဲ့ဒီည6နာရီခန့်တွင်ကရင်300တက်ဆက်ခွေ4တက်စေးရုံတို့ပိုးဆောင်ခဲ့ကြောင်းအဆိုပါတပ်ဖွဲ့ပြောဆိုချက်အရသိရှိရပါတယ်ဒီအဲ့ဒီနောက်မှာရွန်လ28ရက်နေ့တွင်အဆိုပါပြင်းထန်တဲ့ရရှိခဲ့တဲ့thế mà giá trị đủ bù mu kle đủ nè sẽ để nấu thế mà để xong cái video để xong tụi mình có giờ này giờ là nó sẽ cố ý này nó mà này cả nó giờ là nó sẽ cố ý này nam khá sẽ tinh chân này lòng nhọ thế nên là con tinh chân đoàn nào gì mà biết lo cái cho tí xí à vậy đấy đi tất cả mọi người mà nam khá sẽ tay dòng đoàn xí xí cụ đó này bao quê mù nó bộ quân một chiếc qua cái này đầu tiên vào đấy nó, giờ cái sẽ quay về thì gì cả rồi, thay đổi ra cả rồi, khu đồ gì rồi, alo bà bè, biểu gì là cả rồi, chỉ rồi, hồ lệ vắng vắng cùng nhau bê bộ biểu gì bà rồi, đi thế cả, CRB mà tàu anh sĩ tụi cả, khu đồ biểu số thao bà đấy, đi thế bữa cả lâu mà có mình đi đồ biểu rồi giá đấy, rồi sẽ còn đi thế bữa đi cả lâu mà có thì xong một đêm giá đấy, đi thế cái bữa cả rồi lâu mà có mình đấy. Đi đâu mà một người ta nhìn này trong nhóm này rồi, sẽ trong thu này để chẳng phải sẽ trong cả ví dụ cả người gì tất cả thông thao đó mang đi mình về sẽ giá trị để ưu tiên xong cái trong đi thế cả tôi lấy được phải cái này tí xíu vào đấy, rồi đi con người cả từ đó sẽ trong thu lại tôi lấy được phải thông thao để mong mang của ní mình rồi đi con người tí xong này rồi tí à đấy nó, rồi giá trị để ưu tiên xong là cái đó, cho nên đó đi biểu này vào đấy. Thế cái này giá trị đã cái này nhà vào rồi thì nhà vào sẽ quay được cả ví dụ bạn biết gì được cô sẽ cho cô khu yêu đó đấy ví dụ đấy cô phán xét đã rồi mới chỉ bảo cô rồi lấy cái bộ rồi時間này tí xí ra để trong này cô biến biểuတင်ဆက်ပြီးတာပေါ့နော်ဒါကတော့ခုချိန်မှာrồi lấy cái bộတွေကစစ်ကောင်စီစစ်ကြောင်းထုနေကြတယ်ကိုစောင့်ကြည့်ပြီးတော့တက်ခတ်မှုတွေဆိုလို့ရှိတော့လုံးဝကိုမလွယ်ဘူးဒီကောင်တွေစက်ခါတွေကတော့မလွယ်နိုင်ဘူးအဲ့ဒီနောက်မှာနောက်တစ်ခုပြင်ပြီးတော့မဖြစ်မနေပြုတ်ပြချင်တဲ့သတင်းကတော့ဗာလေးဆိုလို့ရှိတော့ရန်သူသတင်းပေးမဖြစ်ရေးပုံများဆင်ရှင်ရန် KNDF ဒုစီချုပ်မဝေကသတင်းပေးထားပါတယ်လူတွေပေးထားလဲဆိုလို့ရှိတော့ဒီကရေးဖို့တော့မဖြစ်နဲ့တတိမလုံးနဲ့တတိမပေးမိစေနဲ့တတိဟုခေါင်းစီဖြန်ရန်သူဒီမစ်ဆွေရောင်တက်ပြီးတော့ရောင်ဒီစုပ်ပြီးတော့ကျွန်တော်တို့တဆောင်ဖို့သမင်းပုံနဲ့တရားလိုအပ်ဒီများကိုပန်းပူးကစီယောင်လက်ရှိပါတယ်လို့ဒီပြောထားပါတယ်ရေးသားထားပါတယ်သူအနဲ့စစ်ရေးပြန်ပေးတော့တော်လန်ရဲ့အကျိုးကိုကျေးဇူးများမှာချင်းဖြစ်ကြောင်းအသိပေးထားပါတယ်အချို့ကရန်သူပါအဲ့လိုပန်းပိုးပေးပြီးတော့အပြည့်အပံကိုမင်းတို့ငါတို့ကိုဝေထားတယ်လို့လုပ်ပြီးတော့လုပ်တော့မယ်မင်းတို့ငါတို့ကိုသူပေးထားတော့သူကတရင်တွေမေးမယ်လက်နေကြီးတွေဘယ်မှာကြလေရင်ဘေးမှာကြလေရင်ကလေကြီးတဲ့ဘယ်မှာကြလဲဆိုတာကစပါဘောနော်ဒီလိုမျိုးကိုမေးမယ်ဘယ်နှရုပ်သေးစသဖြင့်ပေါ့နော်သူတို့လို့ရကိုပြန်ထုတ်လိုက်တာအဲ့လိုမင်းတို့ငါတို့ကလေကိုပန်းပိုးနေတဲ့သူပဲဆိုပြီးတော့အကောင်ပြေအဲ့နာမှာဘေလူကြီးနေတယ်ဘေတက်ရင်ရှိတယ်ဘေအဖွက်နေတဲ့ဘောင်းကြီးတာကမီတာဘလို့90မီတာ100လို့ကျော်သွားလို့ဘာညာအဲ့မှာတရင်ပုတ်ပွေးပြီးတော့ပုတ်ပြီးတော့ရန်သူကတီးသွားပြီးတော့နောက်တစ်ခါတက်ခတ်ရမှာထပ်ပြီးတော့ထိခတ်ကြရောက်ထိခတ်ကြရောဆိုပြီးတော့မဝေကပြောဆိုရေးသားထားပါတယ်ဒါကတော့လောကကိုကျွန်တော်တို့လိုင်းတစ်ခုတွေသတိနေရမယ့်အကြောင်းတွေပေါ့နော်ဒါကလောကကိုမှန်ပါတယ်ကျွန်တော်သိမရှိဖတ်ပေးတာကိုသိမရှိဘူးဆိုလို့ရှိရင်ဘေးနားမှာလေးစာနဲ့တကောနော်ချပေးထားပါမယ်ဒါကတော့ဖြစ်စဉ်တစ်ခုပေါ့အဲ့ဒီနောက်မှာနောက်တစ်ခုကျွန်တော်တို့ပထမဆုံးကြည့်ရမယ်အဲ့ဒီနောက်မှာနောက်တစ်ခုဒီနေ့ပထမဆုံးကြည့်ရမယ်ရွတ်တာဖန်ဆူဆုံးထားတာကတော့ရေမှုကြီးကြပါစေဆိုတဲ့ဂျရင်းတဲ့တူရဲ့ငူတန်လေးကိုကျွန်တော်တို့နားထောင်ကြည့်အောင်ပါဒီထဲမှာဆိုလို့ရှိရင်ဒီနေ့2021ကစပြီးအခုချိန်ထိကိုဒိုလိုင်းတက်ဖို့တွေကတက်ခတ်မှုကြောင့်သူတို့အိမ်မပြန်တဲ့ရေးတက်ဖို့တွေစစ်သားတွေကအများပြရှိနေပါတယ်သူတို့မိမတွေကလည်းလွမ်းနေရောပေါ့ဒါကြောင့်မလို့ရေမှုကြီးကြပါစေဆိုပြီးတော့မူတန်လေးကိုကျွန်တော်နားထောင်ကြအောင်ဘယ်လိုဖြစ်နေကြပြီလဲတက်မင်းသားစုခေတ်ကပေါ့နော်ဆိုတော့ကဲဆက်လိုက်ရပါ
မင်္ဂလာပါရှင်ကျမကရေတက်ဖွဲ့ဝင်ဇနီးမယားတယောက်ပါရှင်နော်ကျမမှာအခုပေါ့မတန်ဆွမ်းမိန်းမပေါ့ကျမက6တော့တစ်ဖက်နဲ့အဲ့လိုမျိုးသွားလာနေရတဲ့လူတယောက်ပါပေါ့နော်ကျမမှာကသမီးအကြီးတယောက်ရှိရယ်သား3ယောက်ရှိရယ်သမီးအကြီးက16နှစ်17တန်းမှာရှင်အခုကျမတင်တဲ့ post ကိုအဖရေကျုပ်ကြီးမြင်ပါစေကြားပါစေသိပါစေရခိုင်စစ်တွေမှာရှိတဲ့ရဲတပ်ရင်းတွေကို9နှစ်အထက်9နှစ်အထက်ပေါ့နော်အထက်ဖြစ်တော့မဲ့လူတွေကိုအပြောင်းရွှေ့လေးများအဖရဲကျုပ်ကြီးစိတ်ဝင်စားသေးဘူးလားလို့အဖရေကျမလဲ5နှစ်ကိုဒီခြေထောက်တစ်ဖက်သေးနဲ့မိဘအရေးမှနေရတယ်အမေသက်86နှစ်ကအရေးမှနေပြီးတော့ညီကိုမောင်နှမရဲ့ထောက်ပံ့ပေးကမ်းခြင်းလားစာနဲ့မလောင်းငှတဲ့အနေထားကနှစ်ကျော်သွားပြီအဖကြီးအိမ်ရသားသမီးတွေလည်းပညာအတန်းပညာအခု17တန်းအကြီးဆုံးကအလက်405တန်းတတိယ402တန်းအဲ့တော့ဟိုပေါ့ဒီအဖရိတ်ဆိုတဲ့ဥစ္စာကိုလိုအပ်နေတဲ့သားသမီးတွေကျမလည်းသားသမီးတွေကိုထိမ့်သိမ်းရတာခုခေတ်ခုကာလမှာမလုံခြုံဘူးဟိုပေါ့ယောက်ျားလေးတွေဖြစ်သည့်အတွက်ကြောင့်လေကျမမှာကထိမ့်သိမ်းရတာခက်ခဲနေအဲ့တော့ဖခင်ဆိုတဲ့အရေးဆိုတာလိုတဲ့အတွက်ကြောင့်9နှစ်လေတာဝန်ထမ်းဆောင်ပြီးသွားပြီအဲ့တော့ကျမအမျိုးသားရောပေါ့နော်တခြားတစ်ဖွဲ့ဝင်နေတော့9နှစ်ကျော်တဲ့သူတွေကိုအဖပြောင်းခွင့်လေးများစဉ်းစားပေးပါအရင်ခက်ခဲနေပါပြီအဖရေနော်9နှစ်ဆိုတဲ့ကာလမှာတာမန်မိန်းမတယောက်တောင်မခံနိုင်တာကျမလိုမတန်ဆွမ်းမိန်းမတယောက်ဒီလို6တောင်းမရှိတဲ့ဂျိုင်းတောင်းနဲ့အကူသွားနေရတဲ့ကလေးတွေရဲ့ဝေယာဝေးစားနဲ့အမေ86နှစ်အမေအိုကြီးနဲ့နေနေရတာကျမမှလည်းပင်ပန်းလာပါပြီအမျိုးသားပြန်လာဖို့အချိန်ကာလကိုလည်းကျမမှစောင့်မျှော်နေရတယ်ကလေးရားတွေဒါအချိန်ချင်းတောင်းအဘရဲချုပ်တွေဒါတယောက်ပြီးတယောက်ဒါပြောင်းသွားတယ်ကျမယောက်ျားပြောင်းသွားတယ်ပါအဲ့တော့အဘရဲ့စစ်တွေမှာရှိတဲ့ရဲတက်ရင်မှာရှိတဲ့ကျမရဲ့အမျိုးသားကောတခြားသူတွေကောအပြောင်းရွှေ့ခွင့်လေးများပေးရင်ဒီမိသားစုတွေဟာပြုံးပျော်ရွှင်နိုင်မှာပါเนาะအဖဟိုပေါ့ကုသိုလ်လေးရတဲ့အနေနဲ့ပေါ့နော်ဒီရဲ့ဥစ္စာလေးကိုစောင်းမကြည့်ရှုပေးပါလို့အဘကိုဖေလို့ရောအားကိုးတယ်ရဲတက်ဖွဲ့ယူလဲချစ်တယ်တက်ဖွဲ့ဝင်မှာချစ်ဒီရဲတက်ဖွဲ့ယူချစ်လို့လဲခုချိန်ထိရက်တီပြီးတော့အမျိုးသားလဲခုချိန်ထိရက်တီပြီးတော့နေထိုင်နေတာပါအဘစဉ်းစားပေးပါပါကျေးဇူးတင်ပါတယ်နော်ကဲဗာမြင်ပါစီကြားပါစီဒီသူရေကပေါ့နော်ရေရဲ့မေယနေ့ကတော့တောင်းဆိုနေတာပေါ့ဒီအဘရေးချူကြီးမြင်ပါစေကြားပါစေဆိုပြီးတော့သူယောက်ျားကအသက်ရှင်သေးလားမရှိဘူးလားဆိုတာအစားလေးကျွန်တော်တို့သိတယ်မသိရတော့ဘာလို့လဲဆိုရှင်ရခိုင်ပြည်မှာကတော့လောင်းဝကိုတိုက်ဖို့ကပြီးထိုင်နေနေရဆိုတော့စခန်းကိုတစ်ခုပြီးတစ်ခုကိုသိမ်းပန်းခံရနေရအခုဒီမှာစစ်တွေမှာရှိနေဆိုရှင်တော့သူကအသက်ရှင်ရှင်လို့လေဒီကြောက်ပြမှာကလည်းတိတ်မသိကြဘူးဒီကြောက်ပြမှာကကိုရေးစခန်းပေါ့နော်3နှစ်ကဆိုရှင်သူလည်းတစ်ခုလည်းတော့ရှက်ဖို့ဆိုလို့သိနေတယ်လူမျိုးကိုလောနေတဲ့အချိန်မှာပြင်ပြီးတော့ရဖို့အတွက်စူးဝမ်းကလည်းကိုချိန်မှာပြီးအမေတွေပေးနေတော့သိရတယ်ဒီကြောက်ပြူပေါ့နော်ကြောက်ပြူကိုအလုံးစုံပြင်ပြီးတော့ချင်းချုံနေအောင်တို့တွေကိုစူးဝမ်းကအမေပေးတယ်နောင်ကျိုကိုလည်းအသေးအတန်ကိုရကြည့်လို့လူအလုံးရင်းနဲ့ကိုစေးကျွေးပြီးတော့တက်ခန်းနေတာစမှုထန်သားသားတွေကအလုံးရင်းနဲ့တက်ခန်းနေတာပေါ့ကျွန်တော်တို့လူတိုင်းတစ်ခုတွေစီကနေပြောရတဲ့စကားတွေကြားရတယ်နော်ဒါကတော့မင်းရဲ့အမျိုးသားကပြန်နိုင်အောင်ပြန်နိုင်ဘူးလားဆိုတာကိုအဖြစ်ပြတာပေါ့နော်ကျွန်တော်လည်းသိမပြောတယ်ဆိုတော့ဒီအခုချိန်မှာသူ့ရဲ့ရေးကျိုးတွေကတော့ပေကိုပြီးတယောက်ပြောင်းတာလည်းမဟုတ်ပါဘူးမင်းတို့တွေကပြီးနေတာပါနော်ဆိုတော့အမကြီးဒီမင်းယောက်ျားကတော့ဘာလို့ပြောင်းတာသူ့ရဲ့မပြောင်းနိုင်တော့မဟုတ်ပါဘူးနော်မပြီးနိုင်တော့နော်ဒီမျိုးတွေပြောင်းလာတာကတော့မဟုတ်ပါဘူးပြီးနေလို့လူတွေကြီးပဲသူတို့ဒီကမင်းအဘရေးကျိုးယေရှုကြည်တွေပါနော်ဆိုတော့အဲ့ဒီနောက်မှာနောက်တစ်ခုပြင်ပြီးတော့ကြည့်ရမှာကတော့အခုတလုံးမှာဆိုလို့ရှိရင်စစ်ကောင်စီတပ်ဖွဲ့တွေကအဲ့ဒီခိုင်ရီလိုစစ်ကိုမရှိတော့တဲ့ပြင်ဒီထဲမှာပြည်နယ်လူတွေကအများကြီးရှိနေပါတယ်ဆိုတော့စကန်တစ်ခုမှာဘယ်လောက်ထိပြီးကြလဲဆိုတော့ဘယ်လောက်ထိများကြောက်နေကြပြီလဲပြီးဖို့ဒီထဲမှာပြည်နယ်လူတွေထဲကလက်စာတွေကိုဒီတိုင်းမှုနဲ့တွေ့ရတော့ဘလူတွေစားတော့နေကြတယ်ဆိုတာကစားနော်ပုံကောင်တော့လည်းပြောင်းကြီးရဲ့ရွတ်တဲ့မျိုးကိုကျွန်တော်နားထောင်ရအောင်နောက်ပါလေသူ့ရဲ့ဗာမြောင်းတယ်ကိုလေးတွေကိုစထားတာကျွန်တော်နားထောင်ကြပါကဲတက်မှာကတက်ပြေးရ33ယောက်ရှိ
33ရောက်နေဘူးဘယ်လိုခေါ်မလဲအထက်ကိုမတင်ပြအထက်ကိုမတင်ပြပါပဲနဲ့အောက်မှာပဲတက်ရေးဖို့ကြီးနဲ့ပေါင်းပြီးတော့သူတို့တွေရဲ့လစာကိုနော်လစာကိုစားနေတာကိုသွားတွေ့ရတယ်အဲ့တော့ဒီ33ရောက်ရဲ့မိသားစုတွေကဘာမှဒီခံစား권နေမရဘူးပေါ့ဗျာနော်အဲ့သူတို့ကထက်ကိုမတင်ပြတဲ့အခါကျတော့အဲ့တော့တက်ပြေးရှိတာကိုအထက်ကိုမတင်ပြအထက်ကိုမတင်ပြခါကျဒီတက်မှာတက်ကအထက်ကအင်အားရှိလို့တတ်မှတ်တဲ့ခါမှာတော့တပုံကဝင်တိုက်တဲ့ခါမှာအင်အားမရှိတဲ့ခါကျတော့ကြာတော့အဲ့တော့ဒါကတော့တက်ပြေးမှုတွေပေါ့ဗျာနော်တက်ပြေးရောက်30ဆိုတော့ဗျာခလာ15တလားဘယ်လောက်ရမလဲဆိုသိန်းကမရဘူးဆိုရင်သိန်း150 200နီးပါးလောက်တော့လာစင်ရမယ်ဒီလောက်စာတွေကိုဘယ်သူနဲ့စားနေလဲဆိုတော့ကြာတက်ရေးမှုနဲ့နော်တက်ရေးမှုကြော်နဲ့အဲ့ဒီတက်ရေးမှုကြီးနဲ့ညှိပြီးတော့လုပ်နေတဲ့ပုံစံမျိုးတွေသွားတွေ့ရဘိုးကြီးအစင်ချင်းအတူနော်အဲ့တော့ तू ကမရင်းကျင်းလိုက်တာလေသူကမဆို तू နဲ့တပတ်စင်နဲ့အရာရှိရဒီကျွန်တော်တို့မျိုးသမီးကိုမရင်းကျင်းလိုက်တာအဲ့တော့ဘိုးကြီးစင်ချင်းတူဒီဘိုးကြီးကတော့အရှိတမ်းမှာအသေးကြီးသွားတိုက်နေရတာအဲ့တော့အကက်ကောင်းရင်နော်စစ်တပ်မှာနေရာရဤဆိုတော့သွားတွေ့လာရတယ်အဲ့တော့အကက်မကောင်းလို့ရှိရင်တော့ခိုင်လုံနေရာမျိုး6နှစ်လောက်ပို့ထားတယ်နော်အဲဒါမျိုးတွေအရှိတမ်းမှာတစ်ချိန်လုံးတိုက်ဆိုတဲ့ပုံစံမျိုးအဲ့တော့စစ်ပြေးတွေဘာကြောင့်များလာလဲစစ်သားလို့မဆက်ဆံတဲ့အတွက်ကြောင့်မလို့စစ်ပြေးတွေများလာခြင်းဟာနံပါတ်1ချက်နော်အဲ့ဒီမတရားမှုမမျှတမှုတွေကတခုနောက်တစ်ခုကတော့အရိကစကားပေါ့ဗျာနော်စစ်သားတွေကိုစာချုပ်9နှစ်ဆို9နှစ်ပြပေးထွက်တင်တယ်အဲ့လိုမျိုးမထွက်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးပိတ်စစ်တပ်ကထွက်ပြေးကြတယ်မပြေးဘူးဆိုတာတချို့မပြေးဘူးဆိုတာမှပဲမပြေးရလို့မဟုတ်ဘူးနောက်မှကျန်တဲ့မိသားစုကိုစိုးရိမ်တဲ့အတွက်ကြောင့်မလို့မပြေးတဲ့သက်ရှိတချို့ပြေးနေတာလည်းပုံနဲ့ကောင်းဗျာဒါတော့ခင်ဗျားတို့ပြေးမြန်နော်ခင်ဗျားတို့ကအထက်ရာရှိမလို့မထွက်ချင်တာဒါကဥမင်းအွန်လိုင်းလဲဒီ60ကျော်နေမထွက်ဘူးနော်65မကြရင်80ပြည့်တော့မထွက်ဘူးအတူကတော့မထွက်ပဲလေလို့ပြောတာဗောဗျာနော်ကျန်တဲ့စစ်သားတွေကြတာဘယ်လိုပြောမှာလဲနော်စစ်သားတွေအချိန်တိုင်းပြေးထွက်ပါနော်စစ်တက်ခင်ဗျားတို့ပေးမထွက်ဘူးဆိုနောက်လူတွေမဝင်နဲ့ဗျာပုံဝင်လင်းပြောပြေးကောက်ပွဲပြီးနဲ့စစ်ပွဲတွေနိုင်လာသုံးသက်ပေးပါနောက်တော့လည်းခတ်ပါရောလာလေကျွန်တော်မနေ့ကလည်းသုံးသက်ထားပါနော်အဲ့တော့သွားနိုင်ပါတော့ဗျာနော်အာနာ3ရက်လုံးသူ့ကိုပေးထားတာကဓာတွေကိုဆောင်ရွက်ဖို့ပေးထားတာနော်တမနာယူဖို့ပေးထားတာမဟုတ်ဘူးနော်ငင်းငင်းပြီးသူကလုပ်ဖို့ပေးထားတာမဟုတ်ဘူးငင်းငင်းပြီးသူကသူလည်းဘာမှမဆိုင်ဘူးအာနာ3ရက်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကနိုင်ငံမှာအခြေအနေမကောင်းဘူးနိုင်ငံမှာဘယ်လိုဟောမလဲဆိုလို့ရှိရင်နိုင်ငံကြီးအန်ဒီရောကြာနေပြီအန်ဒီရောနှိမ့်နှင်းပေးပါဆိုတဲ့ရည်မှန်းချက်နဲ့ပေးထားတာသူ့ကိုတခါတည်းဘယ်လိုကမဲဆွဲဖို့နေရာပေးထားတာမဟုတ်ဘူးသူ့ကိုတခါတည်းငင်းငင်းလိုပဲဆုတဲ့ဒီနေရာဟောမလဲဆိုတော့ဟို nomination လုပ်ဖို့ပေးထားတာမဟုတ်ဘူးเนาะအဲ့တော့အာနာ3ရက်ရှိတဲ့အချိန်မှာတော့ဘာမှမလုပ်နိုင်တဲ့စစ်တပ်ကအာနာတစ်ခုပဲရှိတဲ့အချိန်မှာလုပ်မယ်ဆိုတဲ့ခါကျသွားပြီဗောဗျစစ်ပွဲတစ်ခုတိုက်မယ်ဟဲ့ဆိုရင်ဒီနေ့မှာစစ်ပွဲတွေရက်ချက်ချင်းရက်ဆိုတဲ့ပုံစုကပေါ်လာအောင်မယ်เนาะလွတ်တော်တွေကနေပြီးတော့ဟာလူခွေရေးတွေအတွက်မှာတောင်းစားဖြစ်နေပါပြီဆိုလွတ်တော်တွေကတိုက်ပွဲဝင်မဲ့သူကပေါ်လာအောင်မယ်เนาะနောက်တော့နိုင်ငံတကာကလည်းပေါ်လာအောင်မယ်ဘလို့မှစီရေးစီရဘလို့မှဖြတ်မြောက်တန်းတန်းဆောင်ရွက်လို့မရတဲ့အခြေအနေဖြစ်သွားပြီရွေးကောက်ပွဲပြီးမှဆိုလို့ရှိရင်တော့သွားပြီခင်ဗျားတို့လူခွင့်ရေးကြီးရမှာနဲ့အခြေခံဥပဒေကြီးရမှာနိုင်ငံတကာဆက်ဆံရေးကြီးရမှာနဲ့သွားပြီစစ်ပွဲအဖြစ်တော့ဖြည့်ရှင်းလို့မရတော့ဘူးခုတပုံတွေရရှိတဲ့နေရာအခုရွေးကောက်ပွဲကလည်းအကဲရွေးကောက်ပွဲပြီးသွားလို့ရှိရင်လုံနိုင်တာတစ်ခုပဲရှိတော့မယ်အခုတပုံတွေတိမ့်ပိုက်ထားတဲ့နေရာတွေအတိမတ်ပြုပေးလိုက်ဒါပဲရတော့နော်ဒါပဲလုပ်လို့ရမှာကျန်တာဘာမှမလုပ်ဘူးမနိုင်တိုက်ဖို့တော့မလွယ်ဘူးအခြေခံဥပဒေတကားကားနဲ့နော်အခြေခံဥပဒေတကားကားတွေကတော့ဘလို့မှတပုံကိုအနိုင်တိုက်ဖို့မစင်စားနဲ့ကျွန်တော်တို့သိပါလေသူအနေနဲ့ဒီရွေးကောက်ပွဲကိုကျင်းပကျင်တာတပုံကိုအနိုင်တိုက်ဖို့ဆိုတာဆိုလို့ရှိရင်တပုံလိုချင်တာပေးဖို့ပါသူပြောတဲ့စကားတွေကျွန်တော်နားထောင်ကြည့်ရလောက်ဆိုရှိနော်ဦးမင်းအောင်လိုင်းကြီးကလည်းခတ်တယ်ဗျာနော်နေရာလေးပါလေအလှည့်ပြောင်းပေးပါစိတ်သစ်လူသစ်နဲ့နိုင်ငံအသစ်ကိုထူထောင်ပြစီဟုတ်လားဒီမျက်နာပဲတစ်ချိန်လုံးမြင်နေရအောင်၄နှစ်ရှိပြီဘာသူဘာမှလည်းမလုပ်နိုင်ဘူးဗျာရတဲ့သမရရာလူထက်ယူလို့ရှိရင်နိုင်ငံကကျွန်တော်ညီမလေးတယောက်ပြောပါတယ်အခုရေးတဲ့အချင်းတွေပါထူးလေတဲ့ချင်းတွေထူးတယ်ပါလေဦးမင်းအောင်လိုင်းသမရထက်ယူအဲ့ကောင်မလေးပါပြောရဲဆိုတော့ကောင်းတော့ပေါ့အကိုရေးတဲ့လူတွေလည်းဟိုအတန်းရောက်တာတော့ဆိုဒီလိုပဲစုံနေကြတော့တာနော်ဆိုတော့စစ်ကောင်းဆောင်မြောင်းတယ်ဒီလိုပဲစုံနေကြတော့ဆိုတော့ဒီထဲမှာစစ်တပ်ထဲမှာဘယ်လောက်ထိပျော်စံမှုတွေမရှိတော့တာလဲပြီးနေလို့ဘယ်လောက်ထိများနေလဲဆိုတာကဆိုတော့ဒီဟာကအခုဒေါင်းစိတ်တို့ဆိုတာကတက်တစ်ခုလေးကနေထွက်ပြီးတာဆိုတော့ဒီဟာကပေါင်းပြီးတော့ထွက်ပြီးရဆိုရှိပြီးရင်တက်ကြီးလိုက်ထွက်ပြီးတာလေးရှိတယ်တခြားနေရာမှာဒီဟာကတော့သူတို့ဘုံဘတွေဖက်ကတည်နေတာဒီဟာကမှဆိုလို့ရှိရင်ဒေါင်းစိတ်တို့ဆိုတာကမဟုတ်လို့တက်တစ်ခုလုံးထွက်ပြီးနေလို့အခုလိုမျိုးဖြစ်လာတာဖြစ်ပါတယ်ဆိုတော့ဒီကတော့
ဒီမနေ့ကမှာပေါ့နော်ရရှိထားတဲ့သတင်းတွေကိုတန်းတန်းတော့အကြီးပြီးတော့ဒီစပိန်နဲ့ကျွန်တော်ဗီဒီယိုလေးကိုအမြဲတမ်းကြည့်ရှုအားပေးနေကြတဲ့ပြည်သူတွေအားလုံးကိုလည်းဝေးကြမှာချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ